ထိုင်းအုံးရည်ဘာကြောင့်နာမည်ကျော်တာလဲထိုင်းနိုင်ငံကထုတ်လုပ်တဲ့အုံးသီးတွေရဲ့တဝက်ကျော်ကိုကမ္ဘာနဲ့တင်ပို့ပါတယ်ထိုင်းနိုင်ငံမှာအုံးပင်တွေကိုခြံတွေအဖြစ်စိုက်ပျိုးပြီးလူလုပ်တူးမြောင်းတွေနဲ့ပိုင်းခြားထားတာကြောင့်ရေသွင်းတာရိတ်သိမ်းတာနဲ့တည်ယူပို့ဆောင်တာတွေလွယ်ကူစေပါတယ်အုံးသီးခူးတဲ့လုပ်သားတွေကအထူးပြုလုပ်ထားတဲ့တုပ်ရှည်တွေကိုသုံးပြီးအုံးသီးတွေကိုခုတ်ချကြပါတယ်အုံးသီးတစ်ခိုင်ချင်းစီကိုခုတ်ပြီးပျက်စီးမှုမရှိအောင်ရေထဲကိုဓာတ်ရိုက်ချပါတယ်သတ်မှတ်ထားတဲ့ပမာဏရောက်ပြီဆိုရင်လုပ်သားတွေကအုံးခိုင်တွေကိုစုစည်းပြီးဆွဲထုတ်ကြပါတယ်ဒါကအချိန်ကုန်သက်သာစေပြီးတည်ယူပို့ဆောင်ရေးစရိတ်ကိုလည်းလျှော့ချပေးသလိုဖြစ်ပါတယ်ပြီးရင်အုံးသီးတွေကိုကုန်တင်ကားတွေပေါ်တင်ပြီးစက်ရုံတွေစီပို့ဆောင်ကာစီမံဆောင်ရွက်ပါတယ်စက်ရုံမှာလုပ်သားတွေကအုံးခိုင်ကနေအုံးသီးတွေကိုတလုံးချင်းစီခွဲထုတ်ပါတယ်ပြီးရင်တခြားလုပ်သားတွေကအပြင်ခွန်အမြင်တွေကိုဖယ်ရှားကြပါတယ်ဒီအလုပ်ကအတွေ့အကြုံရောတိကျမှုပါလိုအပ်ပါတယ်အခွန်တွေဖယ်ရှားပြီးနောက်ကြန့်ရှိနေတဲ့အဆေးတွေကိုဖယ်ရှားဖို့အတွက်အုံးသီးတွေကိုရေစိမ်ပါတယ်နောက်ပြီးအုံးသီးတစ်လုံးချင်းစီမှာပိုက်တက်ဖို့အဆို့ရှင်တစ်ခုတက်ဆင်ပါတယ်အဆိုဓာတ်မဆုံးရှုံးအောင်ပလတ်စတစ်နဲ့ပတ်လိုက်ပါတယ်ဒီအုံးသီးတွေကိုအလိုလျောက်ဆက်ပေါ်တင်ပြီးတစိကပ်ပါတယ်ပိုက်တက်ဖို့အဆို့ရှင်တက်ဆင်ပြီးတာနဲ့အုံးသီးတွေကထုတ်ပိုးဖို့အသင့်ဖြစ်ပါပြီ